အခုဗီဒီယိုမှာတော့သူတေသနာစာတမ်းတွေပြုလုပ်နေရတဲ့ student တွေ professional တွေ researcher တွေအတွက်နော်ဒီသူတေသနာစာတမ်းတွေပြုလုပ်တဲ့နေရာမှာအားလုံးတော့ကြားသိပြီးသားဖြစ်မှာပါ Google Scholar ပေါ့နော် Google Scholar နဲ့ပတ်သက်ပြီးတော့ Google Scholar ကို AI နဲ့ integration လုပ်လာတဲ့အပိုင်းနဲ့နောက်တစ်ခါ Google Scholar က PDF တွေကို AI integration လုပ်ပြီးတော့ပို့ပြီးတော့တိတိကျကျနဲ့မြန်မြန်ဖတ်နိုင်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ထုံးစံတိုင်းပဲနော် Google Search ကနေပြီးတော့ Google Scholar တွေကိုဝင်လိုက်ပါမယ်Google Scholar လေးဝင်လိုက်လို့ရှိရင်တချို့လူတွေမှာဒါမျိုးလေးတွေ့နေရပါလိမ့်မယ်အဲ့တော့ဒါမျိုးလေးတွေ့နေရတာကဒီမှာ Science Scholar Lab ဆိုတာကသူကအခုအသစ်တိုးလိုက်တဲ့ AI integration လုပ်ထားတဲ့ Scholar Lab ပေါ့နော်စပြီးတော့ခုမှ experiment တဲ့အဆင့် beta version အဆင့်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဒီ Scholar Lab တွေကို Try Scholar Lab ဆိုတာလေးကိုနှိပ်ကြည့်လိုက်ရင်ရပါတယ်ဒါဆိုရင်ရပါပါပြီနော်အဲ့တော့နောက်တစ်ခုအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဖွင့်လိုက်လို့ရှိရင်ဒါမျိုးပေါ်နေရဆိုလို့ရှိရင်လည်းဘယ်ကနေသွားလို့ရလဲဆိုလို့ရင်ဒီလိုမျိုး lab ဆိုတာလေးနှိပ်ပြီးတော့သွားလို့ရပါတယ် lab ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီလိုပုံစံလေးရောက်သွားပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းဒီကနေပြီးတော့ hamburger menu ကနေပြီးတော့ဒီ lab ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်လိုက်လို့လည်းရပါတယ်နော်ဒါဆိုရင်တော့ဒီ Google Scholar ရဲ့ Scholar Lab feature တွေကိုရောက်သွားပြီဖြစ်ပါတယ်အဲ့တော့ Scholar Lab feature တွေကိုရောက်သွားလို့ရှိရင်တာမန်အရင်တော့ Scholar Google Scholar ရှာတာနဲ့ပါကွာလေးပေါ့နော်အရင်တော့ကျွန်တော်တို့ Google Scholar ရှာလို့ရှိရင်ဒီလိုမျိုး chat box မှာနော် search box မှာkeywords တွေနဲ့နော်ရိုက်ပြီးရှာတယ်ပေါ့နော်အခုကျတော့အဲ့လိုမဟုတ်ဘူးဒီမှာဆို example question လေးတွေပြောထားတယ် detail research question to find relevant paper နော် relevant ဖြစ်တဲ့ paper တွေကိုယ့်ရဲ့သုတေသနစာတမ်းတွေရှာဖို့လို့အတွက်သူက detail research question တွေမေးလို့ရလာတယ် follow up question တွေပါမေးလို့ရတယ်ကျွန်တော်စမ်းပြီးသုံးပြမယ်နော်ဒီမှာဥပမာလေးတွေ question ပြောထားတယ် natural language နဲ့ပဲတော့ keywords တွေလုံးဝမလိုတော့ဘူး natural language နဲ့ကိုသိကျင်တယ်လို့အဆင်ပြေတယ်လို့မေးလိုက်လို့ရနော်အင်္ဂလိပ်လိုတော့ပို့ပြီးတော့အဆင်ပြေမှာပေါ့နော်နောက်ပိုင်းလည်းမြန်မာလိုလည်းပို့ပြီးတော့အဆင်ပြေလာမှာပေါ့အဲ့ဒီမှာဆိုရင်ဒီမှာ has anyone use single molecule footprint to examine transcription factor binding in human cell စသဖြင့် research question လေးကိုခေါင်းထဲမှာပေါ်လာတဲ့ research question လေးကိုချပြီးမေးလိုက်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်မေးလိုက်မယ်နော်ဥပမာအနေနဲ့ပေါ့နော်ဒီ semaglutide ဆိုတဲ့ဆေးသစ်တစ်ခုရဲ့ပေါ့နော် weight obesity management မှာ efficacy ဘယ်လောက်ရှိလဲဆိုတာကိုသိချင်တဲ့အားလေးကိုမေးလိုက် what is efficacy of semaglutide inဒီမှာဒီလိုလေးတွေ့လာပြီပေါ့နော်ဒီမှာဆိုရင်ခါတိုင်းပုံမှန်တို့ရကျွန်တော်တို့ကဒီအပေါ်ပိုင်းလေးလောက်ပဲပါတယ်နော်ဘာမှမပါဘူးဒီဒီခေါင်းစဉ်နဲ့နော်ဒီ paper တိုက်တယ်နဲ့နော်ဒီ journal တိုက်တယ်တို့နဲ့ author name တို့နဲ့ဒါပဲပါတယ်ခုနဲ့ဒါပဲပါတယ်အခုကျတော့ဒီမှာsummary လေးပါလာတယ်ဒီမှာဒီ byte လေး summary လေးပါလာတယ်ပေါ့နော်ဒါလေးကိုကြည့်ချင်းအပြင်ဒီ summary လေးကိုမြန်လုံးဒီ၄-၅ကြောင်းကိုဖတ်ကြည့်ချင်းအပြင်ကိုနဲ့သက်ဆိုင်တဲ့စာတန်းဒီစာတန်းကိုကိုအတွက်သုံးမလားဆိုတဲ့ဟာလေးကိုထည့်မဲ့ save လုပ်ထားမလားနော်ကိုရဲ့ဒီ citation manager reference manager ထဲမှာနော်ဒီ Zotero တို့ Endnote တွေမှာထည့်မလားဒါမျိုးအမြန်စဉ်းစားလို့ရတဲ့ကြောင့်မလို့ပို့ပြီးတော့ research လုပ်မဲ့လူတွေပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်ဒီမှာဆိုရင် semaglutide နဲ့ liraglutide ရဲ့နော် different ခြားနားချက်လေးကိုပြောထားတယ်နော် percentage achievement ဒါလေးကိုဖတ်လိုက်အောင်လည်းအဆင်ပြေသွားပြီပေါ့နော်ဒီမှာ paper ဒီမှာ term relevant result ရတာနော်အဲ့ထက်မှာကျွန်တော်ဒီမှာ follow up question လေးပြန်မေးလို့ရတယ်နော်2025နောက်ပိုင်းကိုပဲရှာခိုင်းလိုက်မယ်။ဒါဆိုရင်သူက2025နောက်ပိုင်းတွေကိုပဲသူပြပေးလိုက်မယ်။ခဏလေးဆောင်လိုက်ပါ။ကိုယ့်ရဲ့ literature topic နဲ့ပတ်သက်ပြီးတော့ research topic နဲ့ပတ်သက်ပြီးတော့ follow up question တွေမေးလို့ရတယ်။ထပ်ပြီးတော့ခုနပြောလိုမျိုးခုနှစ်တွေနဲ့လိုက်ပြီးတော့ update ဖြစ်တဲ့အားကိုရှာပေးပါ။နော်ဒါမျိုးတွေလည်းချုပ်ပြီးတော့ဆက်ပြီးတော့မေးလို့ရတယ်ပေါ့နော်။ဒီမှာဆိုရင်2026เนาะဒီမှာ2025 Lancet ကြာနေတော့ဒါမျိုးတွေပဲသူကရှာပေးတယ်ပေါ့နော်ဒီမှာလည်းအများအားသူတရားလေးရှာလိုက်တိုင်း keyword တွေနဲ့တွေ့ရမှာဖြစ်ပါအဲ့တော့အရင်တော့ကလို့ကျွန်တော်တို့ Google Scholar ကိုပုံမှန်တိုင်းသုံးနေမယ်စာဒီ lab ဆိုတဲ့ feature လေးတွေကိုဝင်ပြီးတော့သုံးကြည့်ဖို့လို့အတွက်အကြံပြုလိုပါတယ်ဒီ lab ဆိုတဲ့ feature လေးကိုသုံးပြီးတော့ရှာလို့ရှိရင် paper တွေရှာတဲ့နေရာမှာအမြန်ဆုံးနဲ့ချိန်တိုတွင်းမှာထိထိရောက်ရောက်နဲ့ကိုယ်အတွက်စာတွေရှာပြီးတော့တွေ့မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုဆက်ပြီးပြောပြပေးသွားမှာကကျွန်တော်တို့ Google Scholar PDF တွေကိုဖတ်တဲ့အချိန်မှာဆိုလို့ရှိရင်တာမန် PDF တွေကိုဖတ်တာနဲ့ဒီ Google Scholar PDF extension လေးတစ်ခုအသုံးပြီးဖတ်တာနဲ့မတူပါဘူး AI integration လုပ်ထားတဲ့ PDF reader လေးကိုဖတ်တဲ့နည်းလေးကိုကျွန်တော်ညှောက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော်နောက် Chrome provide တစ်ခုကနေကျွန်တော်လုပ်ပြအောင်အဲ့ဒါပေါ့ဒီမှာ Google Scholar ထဲမှာခုနအမေကွန်လေးပဲကျွန်တော်ရှာလိုက်မှာရပြီအဲ့တော့ download ရလာပြီဆိုတော့ဒါလေးကိုဝင်ပြီးတော့ဖတ်လိုက်မယ်ဒါကျွန်တော်တို့ပုံမှန်အရင်တော့ဒီလိုမျိုး Chrome မှာ PDF ကိုဖတ်လို့ရှိရင်ဒီပုံစံအတိုင်းပဲတွေ့ရတယ်စာမျက်နှာတော့ဒီမှာထောက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ AI integration feature လုံးဝမပါသေးဘူးအခု AI integration feature ပါဖို့အတွက်ဆိုရင်ဘယ်လိုထည့်ရမလဲဆိုရင် new tab တစ်ခုခေါ်ပြီးတော့ Chrome extension Chrome Web Store ကိုတွားလိုက်မယ်နော် extension ထည့်ဖို့လို့အတွက် Chrome Web Store ကိုတွားလိုက်မယ် Chrome Web Store ကိုဝင်လိုက်ပါChrome Web Store ဆိုတော့ကျွန်တော်တို့ထည့်ခြင်းတဲ့ extension တွေမှန်သမျှကိုဒီထည့်ရပဲရှာရတာပါနောက်ပိုင်း
ဆက်ပြီးပြောပြသွားမယ်ဒီ Zotero နဲ့ Notebook LN နဲ့ချိန်တာလို့စသဖြင့် Zotero connector တွေ Zotero တွေကိုpaper တွေဘယ်လိုထည့်လဲဆိုတာကြီးလေဒီ Chrome Web Store ကနေပဲရှာရမှာဖြစ်ပါတယ်အခုဒီမှာ Chrome Web Store မှာပါရှာမလဲဆိုရင် Scholarly PDF reader တရားလေးပေါ့နော် Google Scholar PDF reader ဆိုတဲ့ extension လေးကိုရှာလိုက်ပါOkay သူ့မှာ AI online တွေပါလာတယ်ဒီမှာပြောထားတယ်ဒီအကြောင်းကိုခဏတစ်ဖြုတ်ဝင်ဖတ်ကြည့်ခြင်းရတယ်သူက AI online တွေပါလာတယ်ပို့ပြီးတော့ preview reference နဲ့ go straight to PDF เนาะ reference နဲ့တစ်ဆင့်လဲဆက်ပြီးတော့ဖတ်ရတာလဲလွယ်ရတယ်ပေါ့နော်အဲ့တော့ဒီမှာ PDF reader လေးကို Google Scholar PDF reader ဆိုတဲ့ extension ကို add to Chrome ဆိုပြီးနှိပ်လိုက်မယ်ဒီမှာ add extension ဆိုတော့ထပ်နှိပ်ပေးလိုက်ပါရသွားပြီပေါ့နော် download ရသွားပြီ download ရသွားပြီဆိုရင်ဒီထားလေးတွေကိုနော်ဒီ extension ဆိုတဲ့ဒီပုံလေးတွေကိုဝင်လိုက်ပါဝင်လိုက်ပြီးရင်ဒီဟာလေးကိုပင်လေးထောက်ပေးလိုက်ပါဒါဆိုရင်အပေါ်ကဘာမှာ Google Scholar ရဲ့ PDF reader extension လေးပေါ်လာပါပြီဒါမျိုးအပြလေးပေါ်လာပါအဲ့တော့ဒီမှာကျွန်တော်တို့ဒီတိုင်းဖတ်တော့ကဒီပုံစံလေးတွေ့ရလိမ့်မယ်နော်အဲ့တော့ဒီမှာနောက်တစ်ခါအဲ့ဒါကိုပဲပြန်ပြီးတော့ဒီကောင်နဲ့ဖတ်မယ်ပေါ့နော်ဒီနေရာမှာတခုလုပ်ပေးရတာရှိတယ်ကိုယ့်ရဲ့ local PDF တွေကိုlocal file နဲ့ PDF တွေ download လုပ်ပြီးသားတွေဖတ်ဖို့အတွက်ဆိုလို့ရှိရင်တော့ Google Scholar PDF reader ကိုဒါလေးကို allow လုပ်ပေးရမယ်ပေါ့နော်ဒီလိုပုံစံလေးအဲ့တော့ open setting နဲ့ဝင်ပြီးတော့ရင်ဒီမှာ allow access to file URL ဆိုတဲ့ Chrome ရဲ့ extension ရဲ့ဒီဟိုလေးထဲမှာသွားပြီးတော့ setting လေးထဲမှာသွားပြီးတော့ open လုပ်ပေးရမယ်ပေါ့နော်ဖွင့်ပေးရမယ်ပေါ့နော်ဒါဆိုရင်တော့ရပြီအဲ့ဒီမှာဒါလေးကိုထောက်လိုက်မယ်ဒီဟာလေး down ပြီးသွားပြီဒီမှာ Google Scholar PDF reader ကို pin လုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီထဲကလာဟာလေးကိုပြန်ပြီးဖတ်တဲ့ချိန်ကြလို့ရှိရင်ခုန download လုပ်ထားတဲ့ file လေးကိုဖတ်တဲ့ချိန်ကြရင်ထောက်လိုက်ပါထောက်လိုက်လို့ဆိုရင်ဒီလိုပုံစံလေးဖြစ်သွားမှာဖြစ်ပါတယ်အရင်တုန်းကပုံစံနဲ့လုံးဝမတူတော့အရင်တုန်းကပုံစံကဒီပုံစံဖြစ်တဲ့အခုကျတော့ဒီမှာဒီ Google Scholar PDF reader လေး extension ချိန်ထားပြီးသားဖြစ်တဲ့ကြောင့်မလို့ဒီပုံစံတိုင်းလေးတွေ့တယ်ဒီမှာဆိုရင် introduction ကိုလည်းအချင်းချုပ်ပေးထားတယ် results ဆိုတာလေးအချင်းချုပ်ပေးထားတယ် discussion လေးเนาะ summarize လုပ်ပေးထားတယ် methods ကဘာတွေသုံးလဲဆိုတာကို summarize လုပ်ပေးထားတယ်အဲ့တော့ဒီမှာ enable AI online for all PDFs တဲ့เนาะ PDF တွေအတွက် AI online ကို enable လုပ်မလားဆိုလို့ရှိရင် sure ဆိုပြီးလုပ်ပေးထားလို့ရှိရင်ရပြီပေါ့เนาะအဲ့ဒါဆိုရင်ဒီမှာဒီထဲမှာသွားပြီးတော့ဒါလေးတွေကိုထောက်ချင်တယ်ဆိုရင်လည်းတန်းပြီးတော့သူကသွားပြီးတော့ဖတ်လို့လည်းရတယ်ဒီမှာ PDF ဆိုရင်ဒီမှာဒီဘက်ကိုဆက်ထောက်လိုက်နောက် file တစ်ခုမှာသွားပြီးတော့ပေါ်မှာဖြစ်ပါတယ်အဲကြလို့ရှိရင်လည်းဒီ PDF reader လေးနဲ့တက်လာမှာဖြစ်တယ်အဲ့တော့ဒီဘက်မှာဆိုရင် summarize လေးတွေပါလာတယ်ပေါ့နော်ပါလာတဲ့အတွက်ကြောင့်မို့လို့ဖတ်ရတာတော်တော်လေးကိုအဆင်ပြေသွားမှာပေါ့နော်အဲ့တော့ဒါလေးနှစ်ခုကိုမသိသေးဘူးဆိုရင်စမ်းပြီးတော့ချိန်ပြီးတော့သုံးကြည့်ပါအဲ့တော့ research လုပ်တဲ့လူတွေအတွက်စာရှာတဲ့လူတွေအတွက်Google Scholar ဖတ်တဲ့လူတွေအတွက်ပို့ပြီးတော့အချိန်တိုအတွင်းမှာတိတိကျကျနဲ့ဖတ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ခုပြောသွားတာကတော့ Google Scholar ရဲ့ Scholarly Lab ဆိုတဲ့ feature လေးနဲ့ Google Scholar PDF reader လေးချိန်ပြီးတော့ extension လေးထည့်ပြီးသုံးတဲ့နည်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲခုလိုအကျိုးရှိတဲ့ဗီဒီယိုတွေ professional အသီးသီးအတွက် AI နဲ့တွဲဖက်ပြီးတော့သုံးလို့ရှိရင်ပို့ပြီးတော့အထီးရောက်မဲ့နည်းလမ်းတွေကိုပုံမှန်မျှဝေပေးမှာမို့လို့ channel လေးကို subscribe လုပ်ထားပြီးတော့အမြဲဝင်ရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးပဲဆုံးထိအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ